斗水ရေသွန်တာ冲水ရေဖြည့်တာရေဖြန်းတာကိုသုံးတယ်လောင်水ရေယိုတာတစ်水ရေစက်ကြတာဟိုတစ်ခေါက်တော့ကျွန်တော်ကတန်ရှင်းအင်တာဗျူးလေးတွေကိုပြောပြတယ်ဒီတစ်ခေါက်မှာတော့တန်ရှင်းလုံးမဲ့လူတွေတန်ရှင်းအင်တာဗျူးမဲ့လူတွေပေါ့နော်ဘလို့ meaning လေးတွေကိုသိထားမလဲဆိုတာလေးကိုကျွန်တော်ပြောပြပေးမယ်နော်ပထမဆုံးတစ်ခုကွာပေါ်လေးတေချာပြောမယ်နော်မှန်တိုက်တာလို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကကြတော့လူတိုင်းသိထားတဲ့ထောတိတ်စမ်းတိုက်တာပြီးလို့ရှိရင်တချို့ကကြတော့ကွာပေါ်လေးမသုံးမှနဲ့မာပေါ်လေးဆိုလို့ရှိရင်မှန်တိုက်တာမှန်တုတ်တာဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မှန်တုတ်တာလို့အဓိပ္ပာယ်ရတယ်နောက်တစ်ခုကမာထွိုင်ဒါကကြတော့ကျွန်တော်စပွဲတွေကိုတုတ်တာဖြစ်တယ်နော်ထွိုင်ဆိုတာစပွဲမာဆိုတာပေါ်တာတိုက်တာကိုပြောတာမာထွိုင်စပွဲတုတ်တာပြီးလို့ရှိရင်နောက်တစ်ခုကကြတော့မာဆာဖာနော်အဲ့ဒါဘာလဲဆိုတော့ဆိုဖာတိုက်တာကိုပြောတာနော်ဆိုဖာတွေတိုက်တာကျွန်တော်ဟိုတယ်တွေမှာပဲဖြစ်ဖြစ်တန်ရှင်းလုံးမဲ့လူတွေဆိုဒီဆိုဖာတိုက်တာတွေအစားသိထားရမယ်နော်ပြီးလို့ရှိရင်ဘာတွေထပ်ပြီးတော့သိထားရမလဲဆိုလို့ရှိရင်မနော်လူတိုင်းသိထားတဲ့ပြီးသားဇိုင်းချီစော်တို့ဇိုင်းဆောက်ဖုံတို့နော်အင်တာဆေးတာတို့ဇိုင်းဆောက်ဖုံဆိုလို့ရှိရင်ဒါဘေးစင်လို့အဓိပ္ပာယ်ရနော်ပြီးလို့ရှိရင်ချင်းဖောင်နော်အခန်းရှင်းတာချင်းကတန်ရှင်းလို့တဲ့လပ်စာအမိုက်လပ်စာတိုင်းအမိုက်အိတ်ဆိုတဲ့အဓိပ္ပာယ်ရနော်ပြီးသွားလို့ရှိရင်ဘာထပ်သိထားရမလဲဆိုတော့ရေတွေနဲ့ပတ်သက်ပြီးတော့သိထားမှာနော်တိုးဆွေရေသွန်တာ冲水ရေဖြည့်တာရေဖြန်းတာကိုသုံးတယ်လောင်水ရေယိုတာတစ်水ရေစက်ကြတာပြီးရင်ကား水ရေထပ်ထည့်တာရေထပ်ပေါင်းတာကိုပြောတာပြီးရင်တောင်း水ရေလွှတ်ပြတာနော်ရေလွှတ်ပြတာကိုသုံးတာပြီးလို့ရှိရင်ဖန်水ရေဖြန်းတာကိုသုံးတာနော်ပြောလို့ရှိရင်中药水ဆိုရင်ရေကြံသေးတယ်မဟုတ်ဆိုလို့ရှိရင်ဒါကရေမရှိတော့ဘူးဆိုတဲ့အဓိပ္ပာယ်ရတယ်နော်ဒါကြောင့်ဒီ meaning လေးတွေကိုသိထားဖို့လိုအပ်တယ်ပေါ့နော်အကယ်၍ကိုကတန်ရှင်းတော့ပြူးမယ်တန်ရှင်းလို့ဖို့ဆုံးဖြတ်ထားတယ်ဆိုလို့ရှိရင်ဒီ meaning လေးတို့အလွတ်ကျက်ထားဖို့မှတ်မိထားဖို့နားလည်အောင်လုပ်ထားဖို့လိုတယ်နော်ဒါကကြောတန်ရှင်းနဲ့ပတ်သက်တဲ့meaning လေးတွေကိုပြောပြရပဲဖြစ်အကယ်၍နားမလဲတာတခုခုမရှင်းတာတခုရှင်းကျွန်တော်ကိုပြန်ပြီးတော့မေးလို့ရပါတယ်ကျွန်တော်ပြန်ဖြေပေးပါမယ်နော်